Hello ဒီနေ့ဘယ်ချိန်ဆက်နေဘယ်ချိန်ဘယ်မှာရှိမှလဲခင်ဗျာအခုပြောနေရဘယ်သူကလဲရှင်မခိုင်နေပြိုက်တဲ့နေရပါမခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စကလေအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်ပေးပြီးသွားပြီပေါ့နော်တော်ကောင်းမိုင်လည်းပြောတယ်မင်းကလည်းသိလို့ဆဲရတာလေခင်ဗျာဘာကိစ္စတောင်ဓာတ်ပုံရိုက်ပြီးတင်နေခင်ဗျာဘာကောင်မှမလို့ဒါကိုစုတောင်းပြီးတင်ရခင်ဗျာသူတော်ကောင်းမှဘာသူတော်ကောင်းမှမရှိတာဖေလို့ပါရဲ့ဒီတော့စောက်သိမရှိကောင်ကငါတော့စောက်သိရှိပြန်လားဖေလို့ကနေရတရားရုံးမှာတွေ့မယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါရနော်ဒီဗီဒီယိုမှာတော့ပရဟိတမိခင်ကြီးလို့လူသိများကြတဲ့မခိုင်နင်းဝေရဲ့ကိုရန်တို့လည်းပြောလို့ရတယ်သူ့ရဲ့ဘေးနားကနေလိုက်လံပြီးတော့စောင့်ရှောက်နေတဲ့သူ့ရဲ့ချစ်သူလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီမခိုင်နင်းဝေရဲ့ဒါချစ်သူတွန်ပွိုင်းပေါ့နော်ဇမင်းအောင်ဆိုလားပါဆိုလားအဲ့ဒီတယောက်ကပေါ့နော်ဒီမိန်းကလေးတယောက်ကိုပေါ့နော်တော်တော်လေးကိုမှနင်းနာလေးကိုမှဆဲဆူပြောဆိုထားတဲ့အတန်ဖိုင်တွေဒီရက်ထဲမှာထွက်ပေါ်လာတယ်ပေါ့နော်အဲ့ဒီအတန်ဖိုင်ကိုလည်းကျွန်တော်အခုတခါတည်းဖွင့်ပြပေးပါမယ်အဲ့ဒီ record ရှိတယ်ပေါ့နော်အကြောင်းကကျွန်တော်တီးသလောက်ပြောပြမယ်ဆိုလို့ရှိရင်ဒီမခိုင်နင်းဝေရဲ့ဒီချစ်သူဆိုတဲ့ဒီဇင်မင်းအောင်ဆိုလားဇင်မင်းအောင်ဆိုလားမသိဘူးဗျာကျွန်တော်လည်းနည်းနည်းတော့မေ့သွားပြီထားပါတော့နော်အဲ့ဒီဒီတုံဝိုင်းဘဲကအဲ့ဒီမြစ်တာရှင်မာလီပန်းမြစ်တာရှင်မာလီဆိုတဲ့ဒီ TikTok အကောင့်ပိုင်ရှင်ကျွန်တော် live မှာတွေ့လိုက်တယ်ထားပါတော့အဲ့ဒီအမားတယောက်ကိုပေါ့နော်ဒီဇင်မင်းအောင်ဆိုတဲ့တယောက်ကဘာလို့အဲ့လောက်တောင်ဆဲရတာလဲဆိုရင်ကျွန်တော်သိရတဲ့လောက်ကတော့အဲ့ဒီအမားကဒီမခိုင်နင်းဝေဒီဘာပူဇော်တာလဲမသိဘူးသူတို့နှစ်ပွဲလားဘာပွဲလဲမသိဘူးဗျာကျွန်တော်လည်းအတိအကျတော့မသိဘူး sorry ဗျာကျွန်တော်ခွင့်လို့ပေးဒါပေမဲ့အဓိကအကြောင်းကိုကျွန်တော်ပြပြပေးမယ်နော်ဆိုတော့အဲ့လိုဒီတွဲပြီးတော့ဓာတ်ပုံရိုက်လိုက်တဲ့ဒီမခိုင်နင်းဝေဒီလက်အုပ်ချီနေတဲ့ပုံကိုအဲ့ဒီအမားကင်ပြီးတော့ဓာတ်ပုံရိုက်လိုက်တယ်ရိုက်ပြီးတော့အဲ့ဒီပုံကိုသူက line မော်တင်လိုက်တယ်ပေါ့နော်တင်လိုက်တဲ့အခါမှာအဲ့ဒီကနေစပြီးတော့ပြဿနာစတာပဲအဲ့လိုမျိုးဘာလို့ဒီ line မော်တင်တာလဲမခိုင်နင်းဝေရဲ့ဒီဘဲရပေါ့နော်ဘာလို့တင်တာလဲခွင့်ပြုချက်မရှိဘဲဘာလို့တင်တာလဲဆိုပြီးတော့ဆဲဆူထားတဲ့ record တွေထွက်ပေါ်လာတာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အဲ့ဒီ record ကိုကျွန်တော်အခုပဲဖွင့်ပြပေးပါမယ်ဆဲဆူထားတာနည်းနည်းလေးတော့မမရရနေညင်ညစ်ပပတွေပါပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကြည့်လိုက်ကြရအောင်ပါနော် Hello 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 ဒီနေ့ဘယ်ချိန်ဆက်နေဘယ်ချိန်ဘယ်မှာရှိမှလဲခင်ဗျာအခုပြောနေရဘယ်သူကလဲရှင်မခိုင်နေပြိုက်တဲ့နေရပါဩအခုဟိုလေးကဒီနေရာချိတ်တယ်အမဘယ်လိုစင်ပြန်လုပ်ပြီးမှလဲကျွန်တော်တို့အခုရေဟိုလေမခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စကလေအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်ပေးပြီးသွားပြီပေါ့နော် TikTok မှာပေါ့နော်အမမလုပ်ပေးနိုင်ဘူးလားမလုပ်ပေးနိုင်ကျွန်တော်တရားဆွဲမှာရတယ်အမကိုကျွန်တော်တခုံးမမေးတာအမအဲ့ကျွန်တော်အဲ့မှတန်ကျွန်တော်တရားဆွဲမှာဟုတ်ပြီမလုပ်ပေးနိုင်လည်းဘာမှမဖြစ်ဘူးခင်ဗျာမနေ့ကပြောပြီးတောင်းမယ်ဆိုကျွန်တော်ပြောရလေမှန်တယ်လေကိုမနေ့ကလုပ်လိုက်ပါဟုတ်အခါတခုပဲပြောလိုက်လုံးမလားမလုပ်ဘူးလားတခုပဲပြောလိုက်မနေ့ကအခုကညီမပြောပြမယ်နော်အကိုညီမမနေ့ကပရာဟိတလုပ်နေတဲ့အချိန်မှာအကိုကိုညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအကိုကညီမကိုပရာဟိတလုပ်နေခင်ဗျာလုပ်ပေးမှလားမလုပ်ပေးဘူးလားတခုပဲပြောကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှလားကျွန်တော် post ရမှာလားတရားဆွဲရမှာလားကျွန်တော်ခုလုံးလုံးမှာနော်ဟုတ်ကဲ့ပါကျွန်တော်အချိန်မရဘူးကျွန်တော်တို့အခုမလုပ်ပေးမှလည်းဗျဖြေမှလားမဖြေဘူးလားတခုပဲပြောလိုက်မဟုတ်ဘူးလေအကိုတို့ဘယ်လောက်နင်းနာသွားလို့လည်းမသိဘူးရှင်ညီမကတော့နင်းနာဘာမှမလုပ်လိုက်ဘူးခင်ဗျာတက်တော့နင်းနာဘူးလေကျုပ်တို့အောက်မှာဆဲခံရခင်ဗျာမတွေ့ဘူးလားကျုပ်တို့ကခင်ဗျာလည်းတိတ်ဝင်တော့ခင်ဗျာဘာမှလည်းသူတော်ကောင်းမှလည်းမဟုတ်ပဲဘာကိစ္စစုတောင်းဘာလျှောက်တင်တာလဲခင်ဗျာရှင်လည်းလုပ်ပြီးဆိုပြင်ပါပဲတင်ဘာလို့ဒါကိုတင်ကြလို့ဒါတင်ဖြစ်မယ်မသိဘူးလားခင်ဗျာဒီတက်ရွယ်နဲ့အခုဆူတောင်းတဲ့ဟာလက်ကလေးလက်အုပ်လေးချီအောင်ဗုဒ္ဓဘာသာတရားအနေနဲ့ကြိုင်တာဟုတ်လေခုခင်ဗျာပေးမှတန့်ရဆဲခံရခင်ဗျာတွေ့ပါတယ်တွေ့တယ်မလားမတွေ့ဘူးလားတွေ့လားကျွန်တော်အဲ့ခင်ဗျာပြန်ပို့ပြရမှာလားဆဲခံရခင်ဗျာတွေ့လားအခုညီမပြောပြလို့သိလားညီမပြောခင်ဗျာမို့ချုပ်ကိုတင်ရတယ်မဟုတ်ခင်ဗျာဖြေမှလားမဖြေဘူးလားမင်းဒီပြရတယ်အခုညီမကျွန်တော်ချိန်မရဘူးမနေ့ကညီမအခုဖြေဘူးလားဖြေမှလားမနေ့ကညီမအခုဒဗလေပို့စုပတ်ဆက်ဆဲသွားရယ်နော်ပြီးတော့လေဟိုဟာဗာလေအခုသူတော်ကောင်းမိုင်လည်းပြောတယ်မနေ့ကလည်းပြင်မရှိလို့ဆဲရတာလေခင်ဗျာဘာကိစ္စတောင်တက်ပေါ်ရပြီးတင်နေပြီခင်ဗျာဘာကောင်မှမလို့ဒါကိုစုတောင်းပြီးတင်ရခင်ဗျာသူတော်ကောင်းမှဘာသူတော်ကောင်းမှမလို့လေခင်ဗျာကျုပ်ကတင်ပါလို့ခွင့်ပြုချက်ပေးလားအခုညီမပြောပြမယ်မင်းကပဲတင်တဲ့ကျုပ်ကတရားဆွဲမှာခင်ဗျာမတင်စေခြင်းအဲ့ဒီရိုက်တဲ့နေရမတင်ပါနဲ့ညီမလေးရေလို့ပြောပါမယ်ခင်ဗျာရိုက်တာမှမသိလားခင်ဗျာရိုက်တာမှတခါခိုးရိုက်တာလေအမကျွန်မဒါကိုရိုက်ပါမယ်လို့ခင်ဗျာခွင့်တောင်းလားခင်ဗျာရိုက်တာတော့ကျုပ်တို့မသိဘူးကျုပ်ကစောက်လို့တွေရှုပ်နေတာခင်ဗျာတို့စောက်လို့အားနေတာမဟုတ်ဘူးညီမရိုက်တာကျုပ်တို့မသိဘူးလေဗျာခင်ဗျာဘာကိစ္စရိုက်တယ်ခင်ဗျာကျုပ်ကဘာကိစ္စရိုက်တာလဲမမကိစ္စရိုက်တာလေခင်ဗျာမမပရိုက်တာမင်းသမီးတယောက်နော်အကုန်လုံးကတက်ပုံတွဲရဲကြရပြီဘာဖြစ်လဲဘာဖြစ်လဲအေးရိုက်တယ်ခင်ဗျာဘာကိစ္စတင်လဲဒါတင်ဒါဖြစ်တော့လူလိုနားမလဲလားခင်ဗျာကိစ္စအကြီးကားလားဘုခင်ဗျာခုဖြေပါလားမဖြေဘူးလားကျုပ်ဖြေလို့ရတယ်ကျုပ်တရားဆွဲမှာခင်ဗျာဟိုကျုပ်တို့ဘက်ကဖြေကြီးခင်ဗျာပုံစံမဆက်ပြောမှာအခုလည်းဖြေပါခင်ဗျာဟိုလောက်ပါအခုတို့လောက်ပါမမဖြေပါလားမဖြေဘူးလားညီမမေတ္တာတရားကြီးဖြေလို့ပါမေတ္တာတရားကြီးနော်ကောင်မဒီနေ့ကလည်းတွေ့မယ်တရားရုံးမှာဖြေလို့ပါမေတ္တာတရားကြီးဖြေကောင်မစပိုက်ရှားနေတာဖြေလို့ပါအဲဆောက်လို့အားတယ်ကောင်မ
ဒီတော့လုံးခိုင်းလိုက်ပါလားဖေလုံးပါရဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါလာအောင်တကယ်မမခိုင်နေဝေပေးနာမှာနေရဲ့အကူကတကယ်စင်နေရှိရလို့ထင်တာပါအဲ့လိုမျိုးကြီးပြောရမှာမကောင်းပါဘူးမရှိတာဖေလုံးပါရဲ့ဒီတော့စောက်သိမရှိကောင်ငါတော့စောက်သိရှိပြန်လားဖေလုံးကနေရတရားရုံးမှာတွေ့မယ်ဟုတ်ကဲ့ပါရှင်ညီမတို့ကကြာအခုအဲ့လိုမထင်ထားလို့ပါနော်အဲ့လိုမျိုးတော့မဆဲခံလို့ပါစောက်သိရှိကောင်မှာစက်ပိတ်ရှာနေနေနေတော့တော့တင်လေကောင်မရဲ့ဒီတဲ့ဒီနေတော့တင်လေဘာလဲကလာတင်လာလေဒီကြတော့ဘာလို့မသိဘာခွင့်တောင်းကြလို့လားဒီခွင့်တောင်းပါလားဒီနေတော့တော့တင်လိုက်လေဟုတ်ကဲ့ရှင်အခုကညီမပြောပြမယ်သိလားတကယ်အမခဏင်းဝေပေးနာမှာအဲ့လောက်ကြီးရှိနေအဲ့လောက်ကြီးပြောနေလို့ရှိရင်တရားရောက်တော့မယ်ပြေလို့ပါဆက်ပိုက်ရှားနေတော့မှာဟုတ်ကဲ့ပါရှင်လောက်အဲ့လောက်ဖြစ်သွားမယ်မထင်လို့ပါနော်ဟာတော်သေးတာပေါ့နော်ပရာဟိတမိခင်ကြီးရဲ့ဒေါ်ခိုင်နှင်းဝေရဲ့ဒါချစ်သူမှုလို့ပဲနော်သူကလည်းဒီဒေါ်ခိုင်နှင်းဝေဘေးနားမှာနေတယ်ဒေါ်ခိုင်နှင်းဝေဖောင်ဒေးရှင်းကိုကင်နေသူလို့ဒါသိရတယ်ပေါ့နော်တော်သေးတာပေါ့ဗျာနော်ပရာဟိတလုံနေလို့ပဲဒီဘယ်လဲပရာဟိတတာမလုံရင်မလွယ်ဘူးနော်ယောက်ျားတံမယ်နဲ့ဘယ်ဟုတ်မလဲသူကတုံမွိုင်းဆိုတော့ဒီလောက်တော့ဆဲတယ်မှာပေါ့နော်ဟဲ့